မြောင်းလိုက်ပါလာတဲ့စစ်ရင်တန်းဖောက်ခွဲခံလိုက်ရတဲ့သတင်းကတော့ online ပေါ်မှာဟိုလေးတကြောကိုဖြစ်နေပြီဗျ။ပြည်သူများခမAG အစိုးရနဲ့တိုင်းသားလက်နက်ကင်တွေပူးပေါင်းသွားပါပြီ။အခုလေ KIA နဲ့ AG ရဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေတပ်ရင်းတွေအကုန်လုံးပူးပေါင်းပြီးတော့နေပြည်တော်အထိစီးရဲအရှိန်ပြစ်တင်ပြီးတော့အာကြီးကျယ်ကိုစော်နေပြီပဲဖြစ်ပါရီ။2026ခုနှစ်ကတော့တိုင်းသားလက်နက်ကင်တွေနဲ့ AG အစိုးရပူးပေါင်းပြီးတော့စစ်ကောင်စီကိုအမြင့်ဖြတ်ချေမှုန်းမဲ့နှစ်ပဲဖြစ်ပါရီ။နောက်တစ်ခုကတော့စစ်ကောင်စီရဲ့ရုံမှမှုတွေကိုပြောပြခြင်းနဲ့ဗျ။အဲ့ဒါကတော့တော့တေချာနားထောင်ကြလား။မင်းတို့ဒါအားပြီးတဲ့စစ်ကောင်စီကဘယ်လောက်တိတိလူလေကြလဲဆိုရင်အခုနော်ဒါဂျမ်ဘုပါတီဥထခင်ကြီးအပါဝင်ဂျမ်ဘုကိုယ်စားလှယ်24ဦးကိုအနိုင်ရအမများအဖြစ်ကြီးညာလိုက်ပြီးရွေးကောက်ပွဲမကျင်းပတဲ့နော်ရွေးကောက်ပွဲလုံးဝမကျင်းပတဲ့မြို့နယ်14ခုမှာဂျမ်ဘုကိုယ်စားလှယ်14ဦးကိုအလျောက်ပြအမများဖြစ်ကြီးညာလိုက်ပြီးပဲဖြစ်ပါတယ်ကျိုးတင်မဲအားလုံးကိုချမ်ဖို့ပါတီကပဲရရှိသွားတယ်။ဒါကြောင့်မလို့ဒါဘယ်လိုပြောရမလဲတက်ခိုင်ကလေးပြောတယ်ဗျနော်။ဒီရွေးကောက်ပွဲကိုကျင်းပတဲ့သူတွေကလည်းဒါဘိုးချုပ်တွေပဲ။အခုရွေးကောက်ပွဲမှာလည်းဘိုးချုပ်တွေပဲဝင်ပြိုင်နေဆိုတော့ဒါကလုံးဝတန်းတူမဖြစ်တဲ့ရွေးကောက်ပွဲလို့အသီးလင်းကိုဆိုလိုက်ပြီးပဲဖြစ်ပါတယ်။နော်။ဒါစစ်ကောင်စီကရွေးကောက်ပွဲမကျင်းပတဲ့မြို့နယ်14ခုမှာချမ်ဖို့ပါတီကိုယ်စားလှယ်14ဦးကိုအနိုင်ရပြီဆိုတော့နော်လွတ်တော်မှာလည်းသူတို့ပဲနေရာအကုန်လုံးယူထားပြီဆိုတော့စဉ်းစားကြည့်ချလိုက်တော့ဒါဟာပါတီစုံဒီမိုကရေစီစနစ်လားနော်ဂျုံမျိုးမင်းကိုယ်တိုင်ကလည်းဝေဖန်နေဗျာနော်ကိုထက်သားတဲ့ပါတီကိုနဲ့တန်းတူဖြစ်တဲ့ပါတီကိုလုံးဝအမှုတ်ချပစ်လိုက်ပြီးတော့နော်ဟိုကိုတယောက်ပဲအားသာတဲ့ပါတီလိုမျိုးနော်အားသာတာတောင်မှဘယ်လိုပြောရမလဲဒါရုံမာတဲ့နီးနဲ့နော်လှုပ်ထားသေးတာကိုတော့ဒါပြည်သူတွေကလုံးဝကျေနပ်မှာမဟုတ်ဘူးကျန်းခိုင်ကြီးကအရေးချင်းလုံးဝမရှိဘူးဆိုပြီးတော့ဂျုံမျိုးမင်းကိုယ်တိုင်ကဝေဖန်ထားတာပဲဖြစ်ပါတယ်ပြီးတော့အခုသတင်းတွေပေါက်ကြားလာတာပေါ့လေစစ်ကောင်စီကတော့ဒီသူတို့လှုပ်တဲ့ရွေးကောက်ပွဲကိုပေါ့နော်ဒါလူရောက်6တန်းမဲလာပေးတယ်လို့ဆိုထားတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့တကယ်မဟုတ်ပဲနဲ့လူရောက်3တန်းတော့မဖြစ်ဘူးလို့သိရတယ်ဗျသတင်းတွေအတိအကျပေါက်ကြားလာပြီးအပိုင်းတစ်ဆန္ဒမဲပေးသူ90ရာခိုင်နှုန်းအောက်သာရှိခဲ့တာဖြစ်တဲ့အတွက်သက်ဆိုင်ရာမြို့နယ်နဲ့ခရိုင်ထွေအုပ်ဌာနတွေကိုထုချေလွာသင်ခိုင်းနေကြောင်းချားသိရတယ်။မန္တလေးမှာတော့6တန်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါ8သိန်းခွဲနဲ့9သိန်းဆိုးပဲရှိတယ်လို့ကြားရတယ်ဗျတနိုင်ငံလုံးအတိုင်းထားနေနော်။ဆိုတော့တော်တော်လေးကိုရည်ရတယ်ဗျာထိုင်းနိုင်ငံလိုမြန်မာလူကြီး6တန်းလောက်ရှိတဲ့ဟိုနေရာမှာတော့เนาะမဲက900တောင်မရတာဖြစ်တဲ့အတွက်တော်တော်လေးကိုဆော့ရှက်ကွင်းနေပြီပဲဖြစ်ပါတယ်အဲ့ဒါကိုเนาะတချို့ကเนาะဒါပါတီစုံဒီမိုကရေစီတို့အော်နေသေးတာကတော့အင်မတန်မှရှက်ဖို့ကောင်းပါတယ်ဗျာ